Okay ဒီနေ့မှာတော့ဗောနော် how to sell ဗောနော်ဒီလိုမျိုး content လေးတွေနောက်ပိုင်းလုပ်ပေးသွားမယ်ဗောနော်ဒီလိုမျိုး content တွေကကျတော့ဒါ knowledge sharing ဗောနော်ဒါဒီ this main podcast ကရွေးချက်ကကျတော့ဒီ business နဲ့ပတ်သက်ပြီး entrepreneurship နဲ့ပတ်သက်ပြီးတော့သိထားတဲ့ knowledge တွေကိုfree share ပေးမယ်ဆိုပြီးတော့ရွေးချက်နဲ့ podcast ကိုစခဲ့တာဖြစ်တဲ့အတွက်ဒီလိုမျိုးပေါ့နော် sales နဲ့ပတ်သက်တဲ့ဟာလေးတွေအခုဒါကြားထဲမှာလည်း comment လေးတွေတွေ့လို့ပေါ့နော် sales နဲ့ပတ်သက်တာလေး share ပေးပါဆိုပြီးတော့တင်ထားရလေးတွေ့တော့ဒါအခုအနေနဲ့ဒါ sales နဲ့ကိုသိထားတဲ့တလောက်ကိုအခုပြန် sharing လေးလုပ်ပေးတာပေါ့နော်အဲ့တော့this is okay စလိုက်မယ် how to sell ဒီ background မှာတော့ဒါ Holler ပေါ့နော်ဒါ Holler ဆိုတာဒါ one of my businesses ဒီ beauty နဲ့ပတ်သက်တဲ့ business တစ်ခုပေါ့နော်အဲ့တော့in on selling မှာအရေးကြီးဆုံးကတော့ intention ပေါ့နော်intention ဆိုတာဒါဘယ်လိုပြောရမလဲကိုယ့်ရဲ့ယုံကြည်ချက်ပေါ့နော်ကိုယ့်ရဲ့ဖြစ်တည်မှုလို့လည်းပြောရမှာပေါ့ intention ဆိုတာကိုယ့်ရဲ့ဘယ်လိုပြောရမလဲနှလုံးသားရဲ့ဖြစ်တည်မှုပေါ့နော်ထင်တာပဲပေါ့နော်ပမာလိုကတော့ကိုထင်တာပဲ intention ပေါ့နော်အဲ့တော့ intention ဆိုတာဥမာပစ္စည်းတစ်ခုကိုကအရင်ဆုံးရေးကြည့်တာတကယ်ရောဒီပစ္စည်းကတကယ်ကောင်းတဲ့ပစ္စည်းလားတကယ်ရောဒါအမြဲတမ်းပေါ့နော်ဒါအကိုအမြဲပြောလို့ရှိရပေါ့နော်တကယ်တမ်းပစ္စည်းတွေတို့ service တွေဆိုတာတကယ်တမ်း problem ကို solve လုပ်ပေးနေတာပေါ့နော်customer ရဲ့ problem ကို solve လုပ်ပေးနေတာပေါ့နော်အဲ့တော့ဒီ intention ကတကယ်ရောကိုယ့်ရှိမှရှိတဲ့ service ကကိုယ့်ဒီမှာရှိတဲ့ပစ္စည်းကတကယ်ရောပြောတဲ့ problem ကို solve လုပ်ပေးတဲ့ပစ္စည်းလား solve လုပ်ပေးတဲ့ service လား right တကယ်ကောင်းမှလည်းကိုယ့်ရဲ့ intention ကလည်းမှန်မှလည်းတကယ်တမ်း customer ကိုရောင်းရတဲ့အချိန်မှာဒါ help လုပ်ပြီးတော့ရောင်းတာပေါ့နော်အဲ့တော့ helping အနေနဲ့ရောင်းလို့ရတယ်လို့ဂျင်းထည့်ပြီးရောင်းလို့ရတယ်ပေါ့နော် sales မှာနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကိုကတကယ်မယုံကြည်ဘဲနဲ့ကိုကတကယ်တမ်းရောင်းနေတယ်ဆိုရင်ဒါ manipulation ဖြစ်သွားပြီပေါ့လိမ်နေတာပေါ့နော်ကိုပစ္စည်းကိုတော့ကိုမယုံဘူးကိုယ့်ရဲ့ service ကိုမယုံဘဲနဲ့ရောင်းနေတာဒါလူလိမ်လုပ်နေတာပေါ့နော်ဒါ manipulate လုပ်နေတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ intention ကကိုကတကယ်ကိုယ့်ရဲ့ပစ္စည်းကိုယုံတယ်ကိုယ့်ရဲ့ service ကိုယုံတယ်တကယ်ကိုကူညီခြင်းနဲ့စိတ်နဲ့လုပ်တယ်ဆိုရင်တော့ဒီ intention က clear ဖြစ်တယ်အဲ့ဒါဆိုရင် helping intention နဲ့လုပ်တာဖြစ်တဲ့အတွက်အရေးကြီးဆုံးကတော့ intention ကအရေးကြီးဆုံးလို့ထင်တယ်ပေါ့နော် selling မှာပေါ့နော်ပြီးတော့ဒီ intention ကောင်းမှပဲတကယ်ကိုယုံကြည်ချက်မှန်မှပဲတကယ်တမ်း selling ကဘယ်လောက်ကြီးပဲ sale technique တွေဘယ်လောက်ကြီးပဲသိနေပေါ့နော်ကိုကတကယ်တမ်းမယုံကြည်ရင်ဒါအကိုအမြဲတမ်းကိုယ့်ရဲ့sales သမားတွေရောကိုယ့်ရဲ့ education consultant တွေကိုလည်းအမြဲပြောတယ်ကိုကင်ထားတဲ့ service ကရောကိုကင်ထားတဲ့ product ကိုတကယ်မယုံဘူးဆိုရင်ဒီမှာမလုပ်ဘူး right ဘာလို့ယုံကြည်မှုက sales မှာအရေးကြီးဆုံးပဲပေါ့နော်ကိုနှလုံးသားရဲ့ယုံကြည်မှုကိုဒီ customer တို့ prospect တွေကိုထည့်ရမှာပေါ့နော်ဒီယုံကြည်မှုကိုအဲ့တော့ကိုကတကယ်မယုံမဲနဲ့ဒီဟာကိုမလုပ်ပါနဲ့ပေါ့နော်အဲ့တော့ intention အရင်အရေးကြီးတယ်တကယ်ကူညီခြင်းတဲ့ intention လားဒါမှမဟုတ်ရင်ဘလောင်းမလဲလုပ်ပြီးတော့ဂျင်းထည့်ခြင်းတဲ့ intention လားနော်ဒီဟာအဲ့တော့ sales မတိုင်ခင်မှာဒါကိုစဉ်းစားပါကိုကင်ထားတဲ့ပစ္စည်းကိုကင်ထားတဲ့ product ကိုကင်ထားတဲ့ service ကိုတကယ်ရောကူညီပေးတဲ့ service လားတကယ်ရောကူညီပေးတဲ့ product လားဆိုတော့အရင်ဆုံးစဉ်းစားပါပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ logical closer ပေါ့နော်ပြောချင်တာ make sense for them play the scenarios up for example အခုဆိုရင်အကိုတို့ဆိုရင်အများနဲ့ study in Malaysia မှာဆိုရင်အကိုတို့အများနဲ့ scenario နှစ်ခုကိုအများနဲ့ရှင်းပြတယ်ပေါ့နော်ကိုတို့ study in Malaysia ဆိုရင်အကိုအများနဲ့ compare လုပ်တာဘာနဲ့ compare လုပ်လဲဆိုတော့ Thailand နဲ့ compare လုပ်တယ် Bangkok နဲ့ compare လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်များများက Thailand ဆိုရင်ဒါဘယ်လိုမဆို familiar ဖြစ်ကြတယ် right ဒီ decision ချတာကလည်း price point ကလည်းနှစ်ခုစလုံးကတူတူပဲဖြစ်တဲ့အတွက်ဟုတ်ပြီ Thailand ကိုရွေးချယ်ရင်ဘာရမလဲ Malaysia ကိုရွေးချယ်ရင်ဘာရမလဲဆိုတော့ logic အနေနဲ့ဒါ customer တယောက် prospect တယောက်ကိုရှင်းပြနိုင်ရမယ်ဒီဟာကသူနဲ့တကယ်တမ်းဒီ logically ကိုကဒီ customer တယောက်ကိုဆွဲခေါ်သွားနိုင်ရမယ် logically why does this make sense ဘာဖြစ်လို့ဒီ decision ချတာသူ့အတွက်အကောင်းဆုံးလဲဆိုတာကိုတေးသေးချာချာသင်ပေးပြီးတေးသေးချာချာရှင်းပြနိုင်ရမယ်နော်အဲ့ဒါမှ logical closer ဖြစ်မယ်ပေါ့နော်လူတွေကဟုတ်တယ်တော်တော်များများပြောတယ် emotional buyer ဟုတ်တယ် emotional buyer လည်းရှိကောင်းရှိလိမ့်မယ် maybe a small percentage ဒါပေမဲ့ at the end of the day you have to work towards logical closer အနေနဲ့ဘာလို့ဆို emotion အနေနဲ့မဝယ်ရင်သူတို့က they will rely on their logic ပေါ့နော်လူတယောက်က emotion နဲ့ decision မချခဲ့ရင်တော့ logic အနေနဲ့ decision ချမှာပေါ့နော်အဲ့တော့တချို့ကျတော့ emotion နဲ့ decision ချတယ်တချို့ကျတော့ logic နဲ့ decision ချတယ်အဲ့တော့ logically လဲ it has to make sense to them for them အဲ့တော့အဲ့ဒါခုနလိုပဲပထမဆုံးpoint နဲ့တူတူပဲကိုကတကယ်ရောယုံကြည်လားကိုပစ္စည်းကိုရဲ့ service ကတကယ်ရော
ဒီ prospect ကိုတကယ်ရော customer ကိုတကယ်ကူညီပေးမဲ့ဟာလားတကယ်ကူညီပေးမဲ့ဟာဆိုရင်တကယ်တမ်းဒီဟာအရင်ကြီးမခက်တဲ့အရာပေါ့နော်ဟုတ်တယ်မလားဘာဖြစ်လို့ကျမရဲ့ service နဲ့ကျွန်တော်ရဲ့ service နဲ့သုံးသွားရင်သူ့အတွက်ကောင်းသွားမှာလဲဆိုတာကိုကပြောပြနိုင်ရမယ်နော်ပေါ့နော်အဲ့ဒါ play the scenarios out you must be able to make sense for them ဒါ logical closer ပေါ့နော်ပြီးတော့ဒီဟာ selling happens before you ask closing happens after sales မှာ two part ရှိရပေါ့နော် selling ကကြတော့တကယ်တမ်းကိုကတကယ်တမ်း price ကိုမပြောခင်မှာ selling happens ဒါမှမဟုတ်ရင်သူ့ကို decision မချခိုင်းခင်မှာ selling happens for example the way you dress the way you smile the way you greet the way you look the way your company look with uniform နေနဲ့အကုန်လုံးရှိနေတာလားဟုတ်တယ်မလားပြီးတော့office the way your office look organized ဖြစ်နေတာလား location the way your location is the way they see your ad ကိုယ့်ရဲ့ ad တွေမြင်တဲ့အချိန်မှာ selling happens right sales happen before you selling happens before you ask ဟုတ်တယ်နော် the way you dress ခုနပြောလို့ပဲ the way you look the way you present yourself the way your product look the way your product look on ads ဒါတွေ selling closing ကကြတော့ဒီ second part closing ကကြတော့ပတ်စံဈေးတောင်းပြီးတော့မှဒါမှမဟုတ်သူ့ကိုဆုံးဖြတ်ချက်ချခိုင်းတဲ့ဥမာဒီဟာကိုအမယူမလား right ဒီဟာက3သိန်းနဲ့ဘယ်လောက်ကြပါလဲအမ price ပြောပြီးသွားတဲ့အချိန်ကျရင် closing happen အဲ့တော့ two part ကိုနားလည်ရမယ်ပေါ့နော် selling happens before you ask closing happen after you ask to make a decision or to make a purchase အဲ့ two part ကလုံးဝမတူဘူးเนาะအဲ့ဒါကိုနားလည်ရမယ်เนาะ sales ဆိုတာတကယ်တမ်း two part ရှိရဆိုတာဒါနားလည်ရမှာပြီးရင်ဘာလို့လဲဆိုတာရှင်းပြမယ်ဘာဖြစ်လို့လဲဆိုတော့ it's easier to handle obstacles than objections ပေါ့နော် obstacle တွေကတကယ်တမ်းခုန selling အချိန်မှာ handle လုပ်နိုင်ရမယ်လူတယောက်ကကိုက sales သမားတယောက်ကကိုကတကယ်တမ်းကိုယ့်ရဲ့ price မပြောခင်မှာသူ့ရှိမှာအုံနောက်ထဲမှာဒီ prospect ရဲ့အုံနောက်ထဲမှာ obstacle တွေရှိနိုင် right ဒီဟာတကယ်ရောဟုတ်ရဲ့လားဘာအမှခံချက်ရှိလဲဘလို့တာဝန်ယူပေးမှာလဲ right ဒီဟာတွေက obstacle အနေနဲ့မှာကိုက selling အချိန်မှာဖြေရှင်းနိုင်ရ first part မှာဒါတွေကဖြေရှင်းနိုင်ရ first time part မှာမဖြေရှင်းခဲ့ပဲနဲ့ဒီဟာတွေကကိုက price ကိုသူ့ကို decision ချခိုင်းပြီးဒါမှမဟုတ်ကိုက price ကိုပြောပြီး decision ချခိုင်းပြီးတော့မှဒီဟာတွေကထွက်လာတယ်ဆိုရင် objection ဖြစ်သွား obstacle နဲ့ objection ကိုနားလည်ရမယ်ပေါ့နော် obstacle comes if you handle obstacles at the selling part ခုနပြောလို့ပေါ့နော် sales and closing ပေါ့နော်နှစ်ခုပေါ့နော်ပြန်ပြီးတော့တေချာလေးနားထောင်ပါနော် sales selling ကကြတော့ခုနလိုပဲ before you ask အဲ့ဒါကြီးကြ obstacle အဲ့ obstacle ကို handle လုပ်နိုင်ရင်ပို့ပြီးတော့ sales ကပို့ပြီး smooth ဖြစ်မယ်ပေါ့နော်ကိုကတကယ်တမ်း price ပြောပြီးကိုကသူ့ကို decision ချခိုင်းပြီးတော့မှသူ့ရှိရတုံ့ပြန်တဲ့ဟာတွေက objection ဖြစ်သွားတယ်အဲ့ objection က handle လုပ်ရတာပိုခက်တယ်အဲ့တော့တခါတလေကျရင်ကိုက present လုပ်တဲ့ချိန်အဲ့ဒါကြောင့် educational close လုပ်ပါ logical close လုပ်ပါဆိုတာဘာကိုပြောရလဲဆိုတော့ဇုတ်ဝယ်ခိုင်းနေတာမဟုတ် customer တယောက်ကိုသူဒီ decision ချတာဘာကြောင့်ချသင့်တယ်လဲဆိုတာသင်ပေးရမှာတကယ်ဒါမှ selling အမှန်ကန်ဖြစ်ဒါမှ logically ကိုကသင်ပေးရမှာဒီ customer ကို decision ချဖို့ဘယ်လိုချရလဲသင်ပေးရနော်အဲ့ဒီအချိန်မှာကိုကသူ့ရှိမှာ obstacle တွေရှိမယ်သူ့အောင်တော့မယ်လူတွေဆိုတာဒါဘယ်လိုမဆိုလူတွေဆိုတာတယောက်နဲ့တယောက်က personality မတူတချို့ကြရလဲ introvert တွေရှိမယ်တချို့ကြ extrovert တွေရှိမယ်တချို့ကြတခါလဲ obstacle တွေကိုသူတို့ကထုတ်ပြောတဲ့လူတွေရှိကောင်းရှိလိမ့်မယ်တချို့ကြရလဲထုတ်မပြောဘူးမြုံနေတယ်ဒါပေမဲ့ကိုကဖြေရှင်းနိုင်ရမယ်တကယ်တမ်းကိုက sales သမားအနေနဲ့သူ့ရှိမှာရှိတဲ့ potential obstacle တွေသူ့ရှိမှာမယုံနိုင်သေးတဲ့အရာတွေရှိနေကိုကဒါတွေဖြေရှင်းနိုင်ရမှာ obstacle ဖြေရှင်းနိုင်မှ sales သမားအမှန်ကန်ဖြစ်မှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ခုနပြောလို့ပဲ customer တယောက်ကတကယ် customer တွေက decision ချခြင်းတယ်။သူ့အတွက်ကောင်းမယ်ဆိုရင် decision ချမှာပဲ။သူ့အတွက်တကယ်ပြောင်းလဲသွားမယ်ဆိုရင် decision ချမှာပဲ။ customer transformation အတွက်ကိုကဒီ product သုံးလိုက်တယ်ဥပမာ iPhone သုံးလိုက်တယ်ဆိုရင် okay ငါပို့ပြီးတော့လူအမြင်မှာ smart ပို့ကြမယ်လူအမြင်မှာ status ပို့ရမယ် iPhone status နဲ့ငါနဲ့ဘာလို့ဆိုတော့ iPhone is a status it's a brand of a status right အဲ့တော့ဒီ status ကိုငါလိုချင်တဲ့အတွက်ဒီဟာကိုငါဝယ်တဲ့ချိန်တိုင်းဒီ status ကိုငါခံစားရမယ်ဒီ transformation ကိုလိုချင်လို့သူက iPhone decision ချ right တကယ်ပြောချင်တာ customer transformation ကိုတကယ်ရောရမှာလား right ဥမာ service ငါတို့နဲ့ဒီ study in Malaysia နဲ့တွားတယ်ဆိုရင်ရောတကယ်ရောဒီကျောင်းသားတယောက်ကတကယ်ပြောင်းလဲသွားမှာလားတကယ်ရောသူ့ရဲ့အရေးချင်းပညာရေးချင်း communication skill confidence or ability to handle situations
ဟုတ်တယ်တကယ်ဘာကြောင့်ဒီလိုပြောင်းလဲသွားမှလဲဆိုတာကိုက educate လုပ်နိုင်ရမယ်အဲ့ဒါမှတကယ်ကို sales မတော်တာပေါ့နော် sales မတော်တာပြန်ပြောမယ် sales မတော်တာကြတော့ decision သူ့အတွက်ဆုံးဖြတ်ချက်ကိုဘယ်လိုချရမလဲဆိုတာသင်ပေးတာမှာ sales မတော်တာပေါ့နော်အဲ့တော့နောက်တစ်ခုကကြ sales သမားတွေကိုသိစေချင်တာ no is not a failure ပေါ့နော်ကိုကမဝယ်ဘူးဆိုတာ not a failure it is expected နော်ဟိုလူတကာကိုရှိမှဝယ်မှာမဟုတ်ဘူးဒါပေမဲ့ sales သမားတွေကမဝယ်ဘူးဆိုမှမင်းတို့ရဲ့အလုပ်ကစတာပါဘာဖြစ်လို့လဲဆိုတော့ဝယ်ခြင်းနဲ့လူလာတဲ့ဟာတကယ်တမ်း transaction ကို assist လုပ်ပေးနေတာပေါ့နော်ဝယ်ခြင်းလို့ तू ကလာတဲ့ဟာကိုရောင်းလိုက်တာဘာမှပညာသားမပါပါဘူးကိုကတကယ်တမ်းဟိုဒီဆိုင်မှာဝယ်မယ်ဆိုပြီးတော့ decision ချပြီးသားလာတဲ့လူကိုတကယ်တမ်းရောင်းလိုက်ရတာဘာမှမဟုတ်ကိုက transaction ကိုပဲလွယ်ကူအောင်လုပ်ပေးလိုက်တာဒါအယောင်းမဟုတ်ဒါပညာသားမပါမဝယ်ခြင်းနဲ့လူကိုမှရောင်းတာမှပညာသားပါဘာဖြစ်လို့လဲဆိုတော့ तू မဝယ်ခြင်းသေးတာဘာကြောင့်လဲသူရှိမှာ information တွေမသိသေးလို့ဒီ decision ချဖို့သူရှိမှာ information တွေမသိသေးလို့ကိုကသင်ပေးရမှာကိုယ့်ရဲ့ပစ္စည်းကိုယ့်ရဲ့တကယ် service ကတကယ်ကောင်းနေဆိုရင် तू မသိသေးရင်ကိုကသိအောင်ရင်လုပ်ပေးရမှာဘာလို့မင်းဒီ decision ကိုမချတာလဲမင်းကငါသင်ပေးမယ်ဒီ decision ကိုဘယ်လိုချရမလဲဆိုတာဒါကကိုက sales သမားအနေနဲ့ဒီလိုမျိုးလုပ်ပေးနိုင်ရမယ်သဘောပေါက်လား you have to influence you have to transform you have to help your prospect to become better to make better decisionအဲ့တော့ when they say they don't want to make that decision ကိုက no ဆိုတဲ့အချိန်မှာကိုက yes ကိုဖြစ်အောင်ဘာကြောင့်လဲဆိုတာရှင်းပြပြီးတော့ decision ချတတ်အောင်သင်ပေးနိုင်အောင် no is not a failure it is expected နော်ပြီးတော့နောက်တစ်ခုက first impression and expectation that you set dictate the relationship ပေါ့နော်အဲ့တော့ပထမဆုံး impression ကိုယ့်ရဲ့ impression ရယ်ကိုယ့်ရဲ့ကို set လုပ်တဲ့ expectation ရယ်တခါလေကြာရင် sales ကိုဒါတွေ sales သမားတွေကိုသိစေချင်တာ overselling တွေမလုပ်ပါနဲ့ overselling ဆိုတာဒါ amateur တကယ်ကို amateur လူတွေပေါ့နော်ဟို promise တွေအရင်ပေးတယ်ဘယ်သူမှလူတွေကစောက်ယူတွေမဟုတ်ပါဘူးသိလားဟိုအကုန်လုံးသိကြတယ် over promise လုပ်နေတဲ့လူကတကယ် you can just sniff it you can just smell it out ဟုတ်တယ်မလားကိုတကယ်နဲ့ယုံကြည်တယ် expectation ကိုတကယ်ကိုအပြင်ဖြစ်လာမယ့်အတိုင်း expectation ကိုပေးပါ overselling တွေမလုပ်ပါနဲ့အဲ့ဒါကြောင့်ပြောတာ impression first impression matters really first impression ပြီးရင်ကို set လုပ်တဲ့ expectation ကိုဒီပစ္စည်းကိုဝယ်ပြီးသွားရင်ဘယ်လိုခံစားရမယ်ဘယ်လိုပြောင်းလဲလာမယ်ဆိုတာတကယ်အမှန်တိုင်းပဲပြောပါ over promise တွေမလုပ်ပါနဲ့ customer တွေကတကယ်သူ့ကိုတကယ်တမ်း expectation အမှန်ပြောရင်သူတို့ကလက်ခံပါတယ်ကိုကဒါ overselling တွေလုပ်ပြီးတကယ်တမ်းမဖြစ်လာမှတာကိုကဂျင်းဆိုပြီးဖြစ်ပြီးတော့အဲ့ဒီချိန်ကျမှလူတွေကယွန်သွားမှနှာခေါင်းရှုပ်ဟုတ်တယ်နော်ကိုကအာမမခံနိုင်ဘူးပြောပါကိုကအာမခံနိုင်အာမခံနိုင်တယ်ပြောပါကိုကတကယ်ကိုဒီပစ္စည်းကတကယ် transform လုပ်ပေးမယ်ဆိုရင်လုပ်ပေးမယ်ပြောပါတကယ် 50% ကိုပဲ transform လုပ်ပေးနိုင်တယ်ဆိုရင် 50% ကိုပဲ transform လုပ်ပေးနိုင်တယ်ပြောပါမလိမ္မာနဲ့ customer ကိုကတကယ်တမ်း expectation ကိုတကယ်ကိုနှလုံးသားထဲကနေအမှန်တိုင်းပြောပါ first impression expectation you set will dictate the relationship ကိုကတကယ်တမ်းကိုကဟို expectation ဟို impression မှန်တယ် expectation you set ကလည်းတကယ်တမ်းမှန်ခဲ့တယ်ဆိုရင်ဒီ customer ကိုရှိကို complaint တက်စရာအကြောင်းမရှိဘူးကိုနဲ့လည်း relationship ကရေရှည် trust က build လုပ်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ at the end of the day sales is about building trust it's about helping တကယ်တမ်းနော်ရောင်းနေတာမဟုတ်ဘူးပေါ့နော်ဇွတ်တွေမရောင်းပါနဲ့ပေါ့နော်တကယ်ရောကူညီခြင်းနဲ့စိတ်နဲ့လုပ်နေတာလားတကယ်ရောကိုယ့်ပစ္စည်းကတကယ်ကူညီမှာလားတကယ်ကူညီမယ်ဆိုရင်ဘယ်လောက်ထိတကယ်ကူညီမှာလဲ right အဲ့ဒါတွေကိုအမှန်တိုင်းပြောပါအမှန်တိုင်းပြောရင်လူတွေကလက်ခံပါတယ် relationship ကရေရှည်သွားပါတယ် trust is ရေရှည်သွားပါတယ်ကိုကအမှန်တိုင်းမပြောဘဲနဲ့ over ခြင်းတွေထည့်ပြီးသွားရင်ဘယ်သူမှကိုယ့်ကို trust မဖြစ်တော့ပါဘူးနောက်တစ်ခါရောင်းလို့မရတော့ပါဘူး word of mouth က grow မဖြစ်ပါဘူးအဲ့ဒီချိန်ကျရင် business တစ်ချိန်ကျရင်ရပ်သွားပါမယ်နော်အဲ့တော့ကိုကမှန်ကန်နေမှပဲ business တစ်ခုဆိုတာ grow ဖြစ်မှာပါအဲ့တော့အဲ့ဒါကိုလည်းကျွန်တော်သိစေချင်ပါတယ်ပေါ့နော်နောက်တစ်ခုကじゃ be kind not nice ဟိုကျင်တာပါဒါပေမဲ့ nice ဖြစ်စရာမလိုပါဘူးเนาะဘာလို့ဆိုတော့တခါလေကြာရင်တချို့ customer တွေက decision ချဖို့မပြတ်သားတာရှိရ decision ချဖို့တတ်တိမရှိရရှိရအဲ့ဒီချိန်ကျရင်တခါလေကြာရင်ကိုကအရန်ကြီးကောင်းနေလို့လည်းလကားပါပဲကိုကအမှန်တိုင်းပြောနိုင်ရမှာပဲကိုကဒီတယောက်က decision ချဖို့တတ်တိမရှိသေးရင်တတ်တိဘာလို့မရှိသေးရလဲဆိုတာဆွဲထုတ်ပြီးတော့တကယ်တမ်း conference လုပ်နိုင်ရပါမယ်ပေါ့နော်ဟိုအရင်ကြီးတွေတကယ်မှတခါလေကြာရင်စဉ်းစားလိုက်အောင်မယ် for example တချို့ customer ရှိရ information ကတော့ကိုကတော့အပြည့်ပြောပြီးသွားပြီ तू ကအဲ့ဆိုစဉ်းစားလိုက်အောင်မယ်ဘာအတွက်စဉ်းစားမှာလဲတကယ်ဟုတ်တယ်မလားလူတယောက်ကတကယ်နဲ့အချိန်လိုတာမဟုတ် decision ချဖို့ information လိုတာဟုတ်တယ်မလား तू ကဘာ information လိုသေးလို့ဒီ decision မပြတ်သေးတာလဲကျွန်တော်ရှိမှာပဲဒီ information တွေရှိတာ
အကိုအတွက် decision ချဖို့အချိန်လိုတာမဟုတ် decision ချဖို့ information လိုတာကိုအတွက်ပြတ်သားမှုတစ်ခုလိုတာဘာကြောင့်မပြတ်သားတာလဲဟုတ်တယ်မလားဒီလိုမျိုးပြောဖို့တတ်သိရှိရမယ်လေဒီလိုမျိုး sales သမားတယောက်ကလူတယောက်ကို accountable ဖြစ်ဖို့တကယ်နဲ့ဘာလို့မင်းဒီအရှိမဒီ decision ချရင်မင်းအတွက်ကောင်းသွားမယ်ဘာလို့မင်းကဒီအချိန်မှာမချနိုင်တာလဲဘာကြောက်နေတာလဲကိုကပြောနိုင်ရမယ် sales သမားအနေနဲ့ကိုက direction ပေးနိုင်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကိုကတကယ်တမ်းဒီ information ကိုသိနေရလူလေသူဒီ decision ချမယ်ဆိုရင်သူ့အတွက်ကောင်းသွားမယ်ဆိုတာသိတယ်လူလေ तू မချသေးရင် तू မှားနေရဆိုတော့ကိုကပြောပြနိုင်ရမယ်ကိုက direction ပေးနိုင်ရမယ်ကိုကအဲ့လိုမျိုးလူဖြစ်ရမယ်ဟုတ်တယ်မလားကိုကအဲ့လိုမျိုး influence ဖြစ်နိုင်တဲ့လူဖြစ်ရမယ်အဲ့ဒါမှ sales သမားအစစ်တကယ်တမ်းဟုတ်တယ်မလားကိုက intention တွေကောင်းတယ်ကိုကတကယ်တမ်းကိုနှလုံးသားလည်းကောင်းတယ်ကိုရဲ့ပစ္စည်းကလည်းတကယ်မှန်တယ်ကိုရဲ့ service ကလည်းတကယ်မှန်တယ်ဆိုရင်ဘာလို့ဒါတွေမပြောနိုင်တာလဲဟုတ်တယ်မလားမမှန်နေမှတာကိုကဂျင်းထဲနေမှတာကိုကိုအိုးမလုံးအောင်ပွင့်နေဖြစ်ပြီးတော့တကယ်တမ်းမပြောနိုင်ပါဘူးတကယ်တမ်းကိုမှန်နေရဆိုရင်ဘာလို့မပြောနိုင်ရမှာလဲသူ့ကိုတကယ်တမ်းဒီ decision ကိုဒီချိန်မှာချနိုင်ရမယ်လေဘာလို့တတိမရှိရလဲ confirm လုပ်နိုင်ရမယ်ဟုတ်တယ်နော်အဲ့တော့ကျင်နာမှုရှိပါအရန်ကြီးတွေသဘောကြီးတွေကောင်းစရာမလိုနော်ကျင်နာရဲဆိုတာတစ်ခါကျရင်သဘောမကောင်းအောင်တစ်ခါကျရင်အမှန်တိုင်းပြောရတယ်တစ်ခါကျရင်အမုန်းခံနိုင်ရတယ်နော်ကျင်နာမှတာတကယ်တမ်းလေဟုတ်တယ်မလား you don't need to be nice you need to be kind ပြီးတော့နောက်တစ်ခုကတကယ် amateur သမားနဲ့တကယ် professional နဲ့ကဘာကွာဝါလဲဆိုတော့ amateur တွေက you care about your product ဒီပစ္စည်းကိုပဲဇွတ်ရောင်းတယ်ဒီ service ကိုပဲဇွတ်ရောင်းတယ်တကယ် professional တွေကဘာကွာဝါလဲဆိုတော့ you care about the prospect ဒီ prospect ကိုငါသူကဘာလိုအပ်နေရလဲသူ့ရဲ့ problem ကဘာလဲprospect တိုင်းကိုတွေရောင်းလို့မရဘူးလူတကာအဲ့ပြဿနာမဖြစ်နေဘူးဒါပေမဲ့ကိုကလည်းလူတကာကိုရောင်းစရာမလိုတကယ်ဖြစ်နေတဲ့ပြဿနာတကယ် solve ပေးနိုင်မှာပဲတကယ် solution ပေးနိုင်တာပဲသူ့ကိုရောင်းရမှာအဲ့တော့ပြောချင်တာ care about the prospect ကိုgyu site ပါ prospect ကို gyu site ပါပစ္စည်းကို gyu မ site ပါနဲ့တကယ်တမ်းဒီ prospect ကငါပစ္စည်းကိုလိုတာလားငါ service ကိုလိုတာလားဟုတ်ပြီတကယ်လိုရင်တော့တကယ်လိုတယ်ဆိုရင်ဘာကြောင့်လိုတာလဲဘာကြောင့်သုံးသင့်လဲright you should genuinely care about the prospect တကယ်နဲ့ကိုကတကယ်ကို prospect ကို customer ကို care လုပ်မှပဲကိုက question တွေမေးမှာဟုတ်တယ်နော်ဟုတ်တယ်မလားအရင်တော့ကဘယ်လိုမျိုး decision တွေချခဲ့လဲအရင်တော့ကဘယ် service တွေသုံးခဲ့လဲဘယ်လိုအဆင်ပြေခဲ့လဲ right ဘာအဆင်မပြေတာရှိလဲဟုတ်တယ်မလားကိုကဘယ်လိုကူညီပေးလို့ရမလဲအဲ့ဒါမှသိမှာလေ right အဲ့တော့ခုနပြောလို့ပဲ a professional cares about the prospect not the product an amateur care about the product not the prospect နော်The one that who cares about the prospect will win. ဘာဖြစ်လို့ဆိုတော့ sales ဆိုတာလူနဲ့ relationship ပဲတကယ်တမ်း sales ဆိုတာတကယ်တမ်းဒီလူနဲ့မှာစကားပြောနေတဲ့အချိန်မှာဒီလူကငါ့ကိုတကယ်ရော take care လုပ်မဲ့လူလားတကယ်ရောတာဝန်ယူမဲ့လူလားတကယ်ရောသူပြောတာကိုတာဝန်ယူမဲ့လူလားတကယ်ရောသူ့ရဲ့ service ကိုတာဝန်ယူမဲ့လူလားတကယ်ရောသူ့ product ကိုတာဝန်ယူမဲ့လူလားဆိုတော့ဒါဘလို့မဆိုလူချင်းစကားပြောတဲ့အချိန်မှာဒါတွေကအကုန်ပေါ်ပါတယ်ဟုတ်တယ်နော်ကိုကတကယ်ရော prospect ကို give site လားမ give မ site လားဆိုတော့ prospect ကသိနော်အဲ့တော့အရေးကြီးတာ sales မှာ prospect ကို view site ဖို့ပါတကယ်ပိန်ဈေးကတကယ်သူ့အတွက်ကောင်းမယ်ဆိုရင်တကယ်ကောင်းမှသူ့အတွက်ကိုပြောပါကြောက်ကက်တွေပါထိမယ်ဆိုရင်လည်းကိုကကြိုတင်ပြီးပြောပါမလိမ်ပါနဲ့နော်ကဘာမှာပတ်စံတွေအများကြီးရှာလို့ရတယ်အမှန်ကန်ရှာလို့ရတဲ့နည်းတွေအများကြီးရှိပါတယ်နော်ကို service ကိုတကယ်ကိုကောင်းနဲ့ကိုရဲ့ product တကယ်ကောင်းနဲ့မှန်ကန်ရှာလို့ရတဲ့နည်းတွေအများကြီးရှိပါတယ်ဂျင်းတွေမထည့်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့တကယ်တမ်း class နည်းနည်းရှိပါပတ်စံရှာတဲ့အချိန်မှာနည်းနည်းလေးအောက်တန်းမကြပါနဲ့ကျွန်တော်ပြောချင်တာပတ်စံရှာလို့ကတကဘာလုံးမှာအများကြီးပဲရှာလို့ရတဲ့နည်းတွေအများကြီးရှိတယ်ကိုယ့်ရဲ့ prospect ကိုယ့်ရဲ့ customer ကိုတကယ် take care လုပ်ပြီးတကယ်သူတို့ကိုပြောင်းလဲသွားပြီးတကယ်ကောင်းသွားတဲ့ဟာကိုလုပ်ပေးပြီးရှာပါကိုယ့်ပစ္စည်းရဲ့ကိုယ့်ရဲ့ service ကအဲ့လိုမဖြစ်သေးရင်အဲ့လိုဖြစ်သေးအောင်ဖြစ်အောင်အရင်ဆုံးလုပ်ပါသိရမလားဇွတ်တွေပစ္စည်းရှိတိုင်းဇွတ်တွေဂျင်းတွေထည့်ပြီးမရောင်းပါနဲ့ကျွန်တော်ပြောချင်တာတကယ်တမ်းအရေးကြီးတာပါလေတကယ်ကိုကတကယ် queue site မှာလားဒီလူကိုဘယ်လို queue site မှာလဲဘယ်လိုကူညီပေးလို့ရမလဲဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးလို့ရမလဲသူ့ရဲ့ဆုံးဖြတ်ချက်ကိုငါအကောင်းဆုံးဖြစ်အောင်ဘယ်လိုသင်ပေးလို့ရမလဲဘယ်လိုကူညီပေးလို့ရမလဲအဲ့လို intention နဲ့လုပ်ပါအလုပ်ကိုသိရမလားရိုးတနဲ့ဂျင်းထဲတာကတော့ပညာသားမပါပါဘူးဘယ်သူမှလည်းဒီဟာမှာ respect မရပါဘူးဘာလို့ဆိုဂျင်းထဲတာကြီးကကျွန်တော်တို့လည်းနှာခေါင်းရှုံတယ်စီးပွားရေးသမားတွေတူတူပဲ class ရှိတဲ့လူနဲ့ class မရှိတဲ့လူကကို provide လုပ်ပေးတဲ့ service ကို provide လုပ်ပေးတဲ့ product ကိုရဲ့ intention ပေါ်မှာပဲကွာသွားတာပေါ့နော်နောက်တစ်ခုက it's a dance not a fight ဘောနော်တော်တော်များများတွေဒါကျွန်တော်အများနဲ့ကျွန်တော်ရဲ့ဒီ sales သမားတွေကိုလည်းပြောတယ်ပေါ့နော်လူ
လူဆိုတာပုံစံပေါင်းစုံနဲ့လာမှာတကယ်တမ်းဟိုဆဲဆိုပြီးလာမဲ့လူတွေရှိတယ်တကယ်တမ်းကောင်းကောင်းမွန်မွန်နဲ့လာမဲ့လူတွေရှိတယ်တခါလေကျရင် emotional ပုံစံများပုံပေါင်းစုံလူပုံစံပေါင်းစုံနဲ့လာမှာကျွန်တော်ရဲ့ဟို sales သမားတယောက်ဆိုရင်တကယ်တမ်းအခုဆိုရင် IPL ကျွန်တော်တို့အလုံးပေါင်း9000ရောင်းလာတယ်ပေါ့နော်သူအလုံးပေါင်းသူ customer 9000နဲ့သူဆက်ဆံခဲ့ပြီးပြီပေါ့နော်အဲ့တော့ပြောချင်တာကဒီ